ထိုအချိန်မှာစံပါနဲ့ထွန်းရင်ဟာရန်ကုန်မြို့လမ်းမတော်ရက်ကွက်တစ်လန်းထိပ်မှာထင်းရှူးတစ်တာဘုံလေးမြတ်နဲ့တန်းစီကရောင်းနေသောဂျပန်ခေတ်မှောင်ခိုတန်းကိုဝင်လာကြပါလေ။စေတွင်းကာလမြို့တွင်းကိုဝင်လာပြီးဖောက်ထွင်းလူရထားကြတဲ့အရက်ဘီယာပလင်းမျိုးစုံအစားအသောက်မျိုးစုံဇိမ်ခံပစ္စည်းမျိုးစုံတို့ကိုရန်ကုန်စင်ကြီးဘုံဒေသမှာနေထိုင်တဲ့ဗမာများကလားများကအခုဂျပန်ခေတ်မှောင်ခိုဈေးတန်းမှာလာရောက်ရောင်းချကြပါလေ။မှောင်ခိုဈေးတန်းမှာ3ရောင်ချဲလက်ပတ်များပတ်ထားပြီးဒုတ်ကိုစီကင်ထားတဲ့လူ9ဦးကငွေကြေးများလိုက်လံကောက်ခံနေပါတယ်။ထိုသူများဟာထင်းရှူတစ်တာဘုံလေးချကအင်္ဂလိပ်ဘီယာပလင်းများရောင်းနေတဲ့ကောင်မလေးနီးကိုဝိုင်းထိုင်လိုက်ကြပါတယ်။ဟေ့ထုံးစံတိုင်းငွေမပေးနဲ့တော့ငါတို့တော့ဘီယာ3လုံးပေးစမ်း။ထိုစဉ်ဂျပန်စစ်သားများရှေ့တန်းထွက်လျင်ဆောင်းသောတန်ခမော့နဲ့အမှတ်215တရင်တစ်စိတ်ယူနီဖောင်းပါဝတ်ဆင်ထားပြီးခုံမနဲ့စီးထားသောဂျပန်တဦးနဲ့လက်မောင်းမှာအနီးပတ်စီးထားတဲ့ဗမာတဦးတို့သူတို့နောက်မှာလာရက်ပါတယ်။မင်းတို့ထဲမှာတရုတ်အဖက်ဆိုတာဘာလို့လဲလက်ပတ်အနီနဲ့လူကမေးလိုက်ပါတယ်။ဘီယာတောင်းနေတဲ့လူလူကဂျပန်စစ်ယူနီဖောင်းကိုမြင်လာနဲ့မျက်စိမျက်နှာပြတ်သွားကြပါတယ်။လက်ပတ်ချင်းအတူတူ3ရောင်ချေ BIA ထက်အနီရောင်ဂျပန်စစ်တပ်အတိမပြုကောင်တွေကအာနာပိုထက်သည်မဟုတ်ပါလို့။သူပါအေးငါတို့ဂျပန်စစ်တပ်ကတရုတ်အဖက်ကိုရောမင်းတို့ကပါဖမ်းတယ်ကွာ။တာခမောက်ကိုဂျပန်ကမြန်မာလိုဝင်ပြောလိုက်သဖြင့်သူတို့အားလုံးအံ့ဩသွားပါလေ။ထိုအခါမှ3ရောင်ချေလက်ပတ်ပတ်ထားတဲ့တရုတ်ကတာခမောက်ဂျပန်ကိုတေချာကြည့်လိုက်ခါဟဲ့ကောင်မင်းဂျပန်မဟုတ်ဘူးစံမပဲကွာအဖက်ကလက်ထဲမှာကင်ထားသောဒုံးနဲ့ခေါင်းကိုရိုက်လိုက်ပါလေစံမရဲ့တန်ခမောက်ကိုသာရိုက်မိပြီးဒုတ်ကတောင်ကနေဖြစ်ခါပြန်ကန်ထွက်လာပါလေလက်ပတ်အနီပတ်ထားတဲ့ထွန်းရင်ကခါးကြကဓမ္မကိုထုတ်ခါဘေးကကြံလူ4ယောက်ကိုလိုက်ခုတ်ပါလေထိုအခါ4ယောက်လုံးထွက်ပြေးကုန်ပါလေသူတို့စိတ်ထဲမှာသူတို့စီကလူမိုက်အဖက်ဟာဂျပန်စစ်သားကိုပင်ခံချနေတယ်လို့ထင်သွားကြပါလေဂျပန်စစ်တပ်နဲ့ပြဿနာဖြစ်ပြီးဗန်းနတ်နဲ့ထိုးသက်ခံရသူများကိုမြင်ထားသဖြင့်ကြောက်လန့်ကထွက်ပြေးကြခြင်းဖြစ်ပါလေစံမကမူအဖက်ကိုတက်ခွာလျက်တန်ခမောက်နဲ့ဒရဇက်ရိုက်နေပါလေထွန်းရင်ကပါဓမ္မအနှောက်နဲ့ခေါင်းကိုဝင်ထုပါလေအဖက်မှာသွေးအလူလူဖြစ်နေကြပြီစံမကမောက်ခုံနေထားဖြစ်နေတဲ့အဖက်ကိုဒူးနဲ့ဖိတွန်းလိုက်ပြီးဂျပန်ယူနီဖောင်းအင်ကြီးကိုချွတ်ခါအဖက်ရဲ့လက်နှစ်ဖက်လုံးကိုကျိုးတို့တကယ်သူတင်းတင်းချီနှောင်လိုက်ပါလေထို့နောက်အဖက်ရဲ့ပိန်ကက်ကခန္ဓာကိုယ်ပေါ်ကိုတက်ထိုင်လိုက်ပါလေထွန်းရင်ကထင်းယူတစ်တာတွေကဘီယာတစ်လုံးကိုကောက်နှက်နေပါလေဟဲ့အောင်ထွန်းရင်အဲ့ဒါရောင်းတာကွာမင်းမတရားမလုပ်နဲ့ကွာငါမောလို့ဟာတောက်ချင်လို့ပါတောက်ချင်ဝယ်တော့ရတယ်ကွာဟဲ့ကောင်မလေးဘီယာတစ်လုံးဘယ်လောက်လဲတစ်ချက်ပါကောင်မလေးကတုံတုံကြီးနဲ့ပြန်ဖြေပါလေစံမကအိတ်ကက်ကိုစမ်းကြည့်ရင်ဟင်းဟာဈေးကြည့်လိုက်တာအလကားခိုးထားတာတွေကိုများဟဲကျမမခိုးပါဘူးခိုးတဲ့လူတွေစီကပြန်ဝယ်ပြီးရောင်းတာပါအေးပါဟုတ်ပါပြီငါလည်းပတ်စံငါးမှုပဲပါလို့ပါအကူတက်ထိုင်တဲ့လူကြီးအိတ်ထဲထိုက်ရှိပါလား तू ကညီမတို့စီကပတ်စံနေလိုက်ကောက်နေတာတညမနေဘူးစံမကအဖက်ရဲ့အိတ်ကထဲနှိုက်ကြည့်လိုက်ရာအင်္ဂလိပ်ရူပီးငွေများအထက်လိုက်ထွက်လာပါလေဟာဒီညတော့ထောပြီးဟေးအောင်ထွင်းအဲ့ဒီဘီယာအဝါတောက်လို့ရပြီကွကောင်းပါလေအဲ့ဒီထင်းယူတက်တာလေဘီယာဘယ်နှမလင်းကြံသေးတယ်ဒရာစလုံးကြံသေးမယ်အကူရော့ဒီမှာ15ချက်အဲ့ဒီထင်းယူတက်တာပါထားခဲ့အကူတို့ဘီယာပလင်းဖောက်ဖို့ခိုက်တန်ယူထားအောင်မလားမလိုဘူးခုနဒီတရုတ်မှာငွေသွားတက်ထားတာတွေ့တယ်ဒီကောင်သွားတွေကဘီယာပလင်းဖောက်ဖို့တော့တုံးလို့ရမှာပါတက်ပြီခန္ဓာတော့အဖက်ဟာကြောက်လန့်ပြီးရုန်းကန်ပါလေခဏကြာစံဖကတရုတ်အဖိုက်ကိုဂုတ်ကဆွဲလျက်ထွန်းရင်ကဘီယာတက်တာကိုဖမ်းကလမ်းမတော်14လမ်းဘက်ပြန်သွားကြပါလေ